တနင်္ဂနွေနေ့၌အွန်လိုင်းမှာဟောကြားအပ်သောမာဂနိယသုတ်ကိုအဓိပ္ပာယ်ဖွင့်ဆိုရှင်းလင်းခြင်းအကြောင်းတရားဒေသနာတော်မာဂနိယသုတ်ဟောပြီးတဲ့နောက်မှာမာဂနိယသုတ်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ပတ်သက်ပြီးတော့သာသနာတော်မှာအကျင့်ဟောတဲ့တရားကိုအကျဉ်းချဲ့ပြီးတော့ရှင်းလင်းဖော်ပြတဲ့နေရာမှာထူးချွန်တဲ့မထေရမြတ်ကတော့ရှင်မကိစ္ဆနာလို့ခေါ်တယ်။အဲဒီရှင်မကိစ္ဆနာမထေရမြတ်ကမာဂနိယသုတ်မှာပါတဲ့ဂါထာတစ်ပုဒ်ကိုအကျဉ်းတဝင်းရှင်းပြီးတော့ရှင်းပြတာနဲ့ပတ်သက်ပြီးတော့တန်ရုပ်ပါဠိတော်မှာဟာလိဋ္ဌိကာနိသုတ်ဆိုတာရှိတယ်ပထမသုတ်ဒုတိယသုတ်နှစ်သုတ်ရှိတယ်ထင်မယ်ပထမသုတ်ကမာဂနိယသုတ်မှာရသော်ပြဟောတဲ့ခါရတဘုတ်ကိုရှင်မကိစ္ဆနာကသေးစိတ်ရှင်းပြတာအဲ့တော့အဲ့ဒီရှင်းပြချက်ကလေးကိုဒီကနေ့နာယူမှတ်သားကြည့်အောင်သမိုင်းနဲ့ပတ်သက်ပြီးတော့လည်းပဲထိသုတ်ကိုကြည့်မယ်ဆိုရင်စိတ်ဝင်စားကြကောင်းတယ်ရှင်းပြတဲ့သုတ်ရဲ့နာမည်ကိုဟာလိဋ္ဌိကာနိသုတ်လို့မှတ်ထားဟာလိဋ္ဌိကာနိသုတ်ဟာလိဋ္ဌိကာနိသုတ်ဆိုတာမာဂနိသုတ်ထဲကဂါထာတစ်ပုဒ်ကိုအတိပ္ပယ်အချင်းနားမလဲလို့ရှင်မကိစ္ဆနာထံချင်းကပ်ပြီးတော့တပည့်တော်ရှင်းပြပါလို့မိကိုမေးတဲ့ဥပဒကတယောက်ပဲတော့ဟာလိဋ္ဌိကာနိဆိုနာမည်ကပါဠိစာပေမှာတွေ့ရခဲ့တဲ့နာမည်ပေါ့တော့ဘာကြောင့်ဒီနာမည်ခေါ်ရအောင်လို့တမန်ဒီစကလုံးတွေကိုဖွင့်ဆိုတဲ့စကလုံးကျမ်းတွေရဲ့အဓိပ္ပာယ်ဖွင့်တဲ့တရာကျမ်းဘ ਹੁ တုတနဲ့ပြောရမယ်ဆိုလို့ရှိရင်ဟာလိဋ္ဌိကာနိဆိုတဲ့နာမည်ကထူးဆန်းတဲ့နာမည်တစ်ခုတော့ဖြစ်တယ်အဲ့လိုနိနဲ့အဆုံးပြုထားတဲ့တခြားနာမည်တစ်ခုရှိတယ်တရဏနိဆိုတာဘယ်လိုဆက်ဆက်မှုရှိတယ်တော့မသိဘူးသူကဟာလိဋ္ဌိကာနိဟိုကတရဏနိနှုတ်စလုံးဟာပြိုသားတွေကြီးပဲအဲ့မှာဟာလိဋ္ဌိကာနိဆိုတဲ့ပုဂ္ဂိုလ်တရဏနိယစဉ်းစားမယ်ဆိုရင်ဟလိဋ္ဌဆိုတာနဲ့နှွင်းကိုခေါ်တာနဲ့နှွင်းကိုဟလိဋ္ဌလို့ခေါ်တယ်အဲ့ဒီတကာကနွင်းကုန်တဲ့ဖြစ်လို့ပဲဟာလိဋ္ဌိကာလို့ခေါ်ရလားသူရဲ့ကိုရောင်းကုန်ရဲ့လုပ်ငန်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဟာလိဋ္ဌိကာဆိုတာနွင်းကုန်တယ်လို့အဓိပ္ပာယ်ရရတယ်နောက်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဟလိဋ္ဌဆိုတဲ့မြို့တို့ရွာတို့မှာနေထိုင်တဲ့ပုဂ္ဂိုလ်ဆိုတဲ့အဓိပ္ပာယ်လည်းရနိုင်တယ်ပေါ့အဲ့တော့ဟလိဋ္ဌမြို့ဆိုတာရှိတယ်မရှိဘူးကစာပေထဲမှာလေ့လာကြည့်ရမှာဖြစ်တယ်ဟလိဋ္ဌဆိုတာတော့နွင်းကိုဟောတယ်အဲ့ဒီနွင်းကိုရောင်းကုန်ဝယ်လုပ်တဲ့နွင်းကုန်တဲ့ကိုလေဟာလိဋ္ဌိကာလို့ခေါ်နိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဒေသကဥဒ္ဒထူးခြားတဲ့ဒေသလို့ပြောမယ်မြတ်စွာဘုရားပွင့်တာကမြောက်ပိုင်းဒေသတွေမှာပွင့်ပြီးတော့ပစ္စည်းမဒေသဆိုမြောက်ပိုင်းမှာရှိတယ်အခုကတောင်ပိုင်းမှာတောင်ပိုင်းဆိုတာအဝန္တိဒက္ခိဏပဋ္ဌာဒီတောင်တန်းတွေရဲ့တောင်ဘက်မှာရှိတယ်အဝန္တိတိုင်းဆိုတာခဏခေတ်နဲ့ပြောလို့ဆိုရင်
ဖုံးပေတော့မုံပိုင်းပေါ့ရှေ့တော့အင်္ဂလိပ်ကပုံပေလို့ခေါ်တာအိန္ဒိယဆိုရမုံပိုင်းလို့ပြောင်းထားတယ်သူတို့အရက်ခေါ်ပြောင်းထားတာအဲ့ဒီပုံပေမြို့နာကထိတာတွေဒါအဝန်ဒီတိုင်းလို့ခေါ်နိုင်တယ်ပေါ့အဲ့ဒီအရက်ဒေသမှာရှိတယ်အဲ့မြတ်စွာဘုရားမရောက်တဲ့နေရာပဲအဲ့ဒါမြတ်စွာဘုရားကြွတာကရာဇဂိုကနေဝေသာလီကနေမန္လာကနေပြီးတော့ကောသလကနေတက်ကအဲ့ဒီနာလေးပဲမြတ်စွာဘုရားသွားတာမစ္စည်းမဒေသအတိုင်းဝိုင်းလေးပဲအဲ့ဒီမှာပဲဘုရားကြွလေးရှိတယ်ဒါစားထဲမှာအကြွများတဲ့နေရာတွေကမစ္စည်းမဒေသလို့ခေါ်တယ်အဲ့ဒီရက်ပဲကြွတယ်ဟောတခြားနေရာတွေကြွတာမကြွတာကတော့ပါဠိစာပေမှာဒီပါဠိတော်လို့ခေါ်တဲ့ဘုရားဟောတရားမှာမတန်မရှိဘူးအဲ့တော့မြန်မာလူမျိုးတွေရဲ့ယုံကြည်ချက်ကတော့မြတ်စွာဘုရားဗမာပြည်ကို၄ခေါက်လောက်ကြွတယ်သမိုင်းတွေရပြောမှဆိုလို့ရှိရင်တန်ကြီးတောင်ဆိုလည်းဘုရားကြွခဲ့ဘူးတာပဲစကိုင်းတောင်ရောဝိုးယုံတောင်တို့နော်နောက်စေရဝံဘုရားတို့သောတပန်တည်တဲ့နေရာတဲ့သောတပန်ရွာတို့ဆိုတာဘုရားကြွတဲ့ဟာတွေပဲအဲ့တော့ဗမာပြည်မှာကြည့်မယ်ဆိုရင်တော့အနည်းဆုံး၄ခေါက်လောက်ကြွလာတဲ့သဘောရှိတယ်ဒီဟိုသားတွေကတော့သူတို့သီရိလင်္ကာနိုင်ငံကိုမြတ်စွာဘုရားဟာ၃ခေါက်ကြွတယ်လို့တိတ်ခတ်တုံပတ္တလင်္ကောယောဆိုပြီးတော့ပါဠိစာပေမှာရေးသားဖွဲ့ဆိုထားတာရှိတယ်မြတ်စွာဘုရားကလင်္ကာဆိုတဲ့သီရိလင်္ကာနိုင်ငံကို၃ချိန်ကြွဘူးတယ်လို့သူတို့ဗမာပြည်ကတော့ကြွတယ်ဆိုတော့ဘုရားသမိုင်းအရာပြောရတာဘုရားသမိုင်းနေအရာပြောတာစကိုင်းသမိုင်းကြည့်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကြွတယ်ဧရာဝတီမြစ်ထဲမှာမြတ်စွာဘုရားရေချိုးတယ်အဲ့ဒီရေစိတ်ကမ်းကိုတပဲသာမြစ်လို့ခေါ်တယ်တပဲသာရှေ့စိတ်လို့ခေါ်တယ်အဲ့ဒီမြေကိုတခြားမြေနဲ့အဲ့ဒီနာကရေနဲ့တခြားအရာရေနဲ့ချိန်ကြည့်လိုက်လို့ရှိရင်သူကတပဲသာတယ်လို့ပြောတယ်ဒါမှမဟုတ်တပဲသာလို့ခေါ်တယ်မြတ်စွာဘုရားရေချိုးပြီးတော့ရှေသမုဒ္တော်ကိုဘလူကနေခိုးပြေးပြီးတော့စေတဘလူကနေပြီးဒီဖရာရဲ့ရေသမုဒ္ကိုဌာပနာပြီးတော့တဲတဲ့ဖရာကိုစေတဝံဖရာစေတဆိုတဲ့ဘလူကမြတ်စွာဘုရားရဲ့ရေသမုဒ္တော်ကိုယူပြီးတော့ဖရာတဲတာစကိုင်းတောင်မှာစေတဝံဖရာဆိုတာရှိတယ်ရှေးတုန်းကတော့အဲ့ဒီစေတဝံဖရာတဲတဲ့တောင်ကိုဝိုးယုံတောင်လို့ခေါ်တယ်ဝိုးယုံဆိုတာမြတ်စွာဘုရားရှေးသမုဒ္တော်ကိုရည်ညွှန်းပြီးတော့ခေါ်တယ်အသောတပန်အယက်ကနဲ့လည်းဆက်ဆက်တယ်မြတ်စွာဘုရားကြွတဲ့အခါမှာဘလူးတွေရှိတယ်ပေါ့အဲ့ဒီဘလူးတွေကဘုရားကိုအနှောက်အယှက်ပေးတယ်နောက်မြတ်စွာဘုရားတရားဟောတဲ့အခါကျတော့ဘလူးတွေကမြတ်စွာဘုရားကိုကြည်ညိုသွားကြသောတပန်ဖြစ်ကြတယ်အဲ့တော့ဘလူးတွေသောတပန်ဖြစ်တဲ့နေရာဆိုပြီးသောတပန်ရွာဆိုပြီးတော့ခေါ်နေကြတယ်ဒါစကိုင်းသမိုင်းကရေးထားတဲ့ဟာတွေပေါ့နော်အဲ့တော့ခုပြောချင်တာကပါဠိစာပေကိုကြည့်ရင်မြတ်စွာဘုရားဘယ်မှာသွားတယ်ဘယ်သွားတယ်ဆိုတာပိဋကသုံးပုံထဲကပါဠိတော်လို့ခေါ်တဲ့40တဲ့ပါဠိကိုကြည့်မယ်ဆိုရင်ဘယ်နေရာရောက်တယ်ဘယ်နေရာရောက်တယ်ဆိုတာတရားနဲ့ဆက်ဆက်ပြီးမှတ်လို့ရတယ်ပေါ့အဲ့ဒါမဲ့တိဟိုးဆိုတာလည်းမပါဘူးဗမာပြည်ဆိုတာလည်းမပါဘူးနော်ဘယ်တော့ကြွခဲ့တယ်ဆိုမပါဘူးအိန္ဒိယနိုင်ငံတောင်မှဘုရားအကုန်ကြွတာမဟုတ်ဘူးသွားတာလည်းကြည်လေကုန်ကြောင်းသွားတာများတယ်ဒါပေမဲ့ကောင်းကင်ခရီးနဲ့တော့မရောက်တဲ့နေရာရှိချင်မှရှိမယ်အဲ့ဒါတော့တချို့ကမေးကြတယ်ဘုရားအာဖရိကရောက်ဘူးလားဥရောပရောက်ဘူးလားအမေရိကရောက်ဘူးလားကျန်ကျမတွေးတဲ့သူကလည်းတွေးတယ်လေမေးတဲ့သူကလည်းမေးတယ်အကိစ္စရှိရင်တော့ကြွမှာပေါ့ဘုရားပရိသတ်သုတ်တံကိုချိမဆိုရင်တော့မြတ်စွာဘုရားမရောက်ဖူးတဲ့နေရာခါရှာရှာဗ
ဘာလို့လဲဆိုအမတမလှုပ်တယ်ဖေရတချို့နေရာမှာဖေရတရားလို့မသိတောင်မှသူတို့ကောင်းနေမှာမြတ်စွာဘုရားဟောတဲ့တရားလေးဝါဒနာဘာကိယအနေနဲ့ကောင်းတဲ့ရောက်သွားရုံနဲ့တော်ပြီဟောတာရှိတယ်ဗျာ။တော့ပရိသတ်တုတ်ကိုကြည့်မယ်ဆိုရင်အဲ့တော့အာဖရိကလည်းရောက်ဖူးမှာပဲဥရောပလည်းရောက်ဖူးမှာပဲဒါပေမဲ့ခဏတစ်ပြုတ်ကြွတာဟုတ်ကနေကြွဟုတ်ကနေပြန်လာစိတ်ဓာတ်ခပနာလို့ခေါ်တယ်စိတ်နဲ့သွားစိတ်နဲ့ပြန်အဲ့ခေတ်ကဗီဇာတွေပဲယူနေရတာမှမဟုတ်တာ immigration တွေပါတယ်လည်းရှိတာမှမဟုတ်တာသွားလို့ရတကိုးတော်နဲ့သွားတာဆိုတော့ရှောက်ကောင်းရောက်နိုင်တယ်ပေါ့အဲ့တော့လူပြေတင်ရောက်တာလားလို့ဆိုဘယ်ဟုတ်မလဲနတ်ပြေတွေရောက်တာလည်းရှိတယ်အဲ့ဒါမှတ်တမ်းနဲ့ရှိတယ်ပြမပြေရောက်တာလည်းရှိတယ်မြတ်စွာဘုရားကြွားတာလည်းရှိတယ်အဲ့တော့ထားတော့အခုမစ္စည်းမဒေတာရဲ့တောင်ဘက်နယ်ခေါ်တဲ့ပုံပေဘက်ဒက္ခိဏဝထာအဲ့ဒီအဝန္တိတိုင်းလို့ခေါ်တယ်အဲ့ဒီအဝန္တိတိုင်းမှာဥစ္စေနီတိုင်းပြည်ကိုအုပ်ချုပ်တာကသန္တာပစ္စောတာမင်းပေဝိသရမင်းကြီးနဲ့မိတ်ဆွေစီဝကလွတ်ပြီးတော့သူ့ရဲ့ယောဂကိုကုသပေးဘူးတယ်အဲ့ဒါကြောင့်ဘုရားကိုကြည်ညိုတယ်သူကဘုရားကိုကြည်ညိုတော့သာသနာပြုပို့မြတ်စွာဘုရားကိုပင့်တယ်ဒါပေမဲ့မြတ်စွာဘုရားမကြွဘူးအဲ့ဒီကိုကြွတယ်လို့မဟုတ်ဘုရားမကြွသို့တော့အဲ့ဒီဥစ္စေနီဘုရင်ကြီးကသန္တာပစ္စောတာမင်းကဘုရားကိုအပင့်လွှတ်လိုက်တာသူတို့ဆိုရသူ့ရဲ့ပရောဟိတ်ပုံနာကိစ္ဆယနာဆိုရပရောဟိတ်ပုံနာယူပင့်လွှတ်လိုက်တာသူကသွားပြီးတော့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါသူကသင်္ကန်းဝတ်သွားတယ်ရှင်မကိစ္ဆနာဆိုတာအဲ့ဒီပရောဟိတ်ပုံနာပဲရှုပ်စင်းကအမတမလှပတယ်ချောတယ်ပြောတယ်အဲ့ဒီရှင်မကိစ္ဆနာကိုပဲမြတ်စွာဘုရားကဥစ္စေနီအဝန္တိတိုင်းမှာသာသနာပြုဖို့တောင်းပေးလိုက်တယ်မြတ်စွာဘုရားတော့မကြွဘူးနော်အဲ့ဒီရှင်မကိစ္ဆနာအဲ့ဒီအဝန္တိတိုင်းသူတရင်သုံးတဲ့နေရာကအဝန္တိတိုင်းကုရရခရမြို့ပဝတ္တကဆိုတဲ့တောင်သို့မဟုတ်ပပတ္တဆိုတဲ့တောင်ရဲ့နာမည်ကပောတလို့လည်းပဝတ္တကလို့လည်းခေါ်တယ်ပပတ္တလို့လည်းခေါ်တယ်ဓမ္မပဒထဲမှာဥပဝတ္တလို့လည်းရေးတယ်အဲ့တော့ကုရရခရမြို့မှာတရင်သုံးနေထိုင်တော့ကတရင်သုံးတာရှင်မကိစ္ဆေကတရင်သုံးတာပေါ့လေအဲ့ဒီမှာအဲ့ဒီကုရရကရမြို့ဆိုတာထူးခြားတယ်ဘာလို့ထူးခြားတာလဲဆိုဓမ္မစကြာတရားဟောတဲ့ညမှာဓမ္မစကြာတရားကဟိုကာတိတိုင်းပါရဏသီပြည်နိနာကဣတိပတနာတော်မှာဟောတာသူနဲ့ဆိုလုံးဝေးလန့်နေပေါ့နော်နောက်တောင်နဲ့ရှေ့မြောက်လို့ဖြစ်ဝေးကြီးပဲပုံမေနဲ့ပါရဏသီကဝေးအဲ့ဒီမှာကုရရကရမှာနေတဲ့ကာလီဆိုတဲ့ဥပဒကမကြီးရှိတယ်သူကမြောက်ပိုင်းကသွားတာဆိုတော့ဘုရားကိုချီးညိုတယ်ဒါပေမဲ့ပုထုဇဉ်အနေနဲ့ချီးညိုတာအဲ့ဓမ္မစကြာဟောတဲ့ညမှာမြတ်စွာဘုရားကဟိုမှာဓမ္မစကြာဟောနေတာညနေဝင်ချိန်ကဟောလိုက်တာတန်းကောင်လောက်ထီအောင်ကြာလိုက်မယ်အခုရွတ်တဲ့ဓမ္မစကြာလေးတော့မဟုတ်ဘူးအသေးချိတ်ရှင်းပြနေတာလေးပါလိုက်ခုကဆိုဘယ်လောက်မှကြာအောင်ရွတ်ရတာမဟုတ်ဘူးအမြတ်စွာဘုရားဓမ္မစကြာတရားဟောနေတဲ့အချိန်မှာတရားပွဲမှာ
ဒီတောင်ဆုံးနှစ်ကြီးနှစ်ပါးနှစ်ဦးကတငယ်ချင်းတွေသူတို့တငယ်ချင်းတွေဟေမဝတ္တနဲ့တာတာခိရဆိုတငယ်ချင်းတွေအတရားဝဲကြည့်တော့သူတငယ်ချင်းမမြင်ဘူးဟေမဝတ္တဘာမနာတော့တာတာခိရတရားနာရစိတ်စိတ်မငြိမ်ဘူးပေါ့သူတငယ်ချင်းကိုတော့ခေါ်ကျင်တာဒီတရားဝဲလက်လွတ်သွားမှာဆိုအဲ့ဒီကောင်းကင်ယံကနေပြီးတော့သူတို့လမ်းကြောင်းတိုင်းသွားတာသွားခြင်းတဲ့နေရာဖြတ်သွားလို့မရဘူးကောင်းကင်ဆိုလို့ဘာလို့လဲဆိုရင်ကောင်းကင်မှာလည်းပုံပိမှန်နေနေရှိတယ်မြို့ပြပလန်နေရှိတယ်အဲ့ဒီမှာလူတွေကတော့မမြင်ရဘူးပေါ့သွားခြင်းနဲ့သွားလို့မရဘူးလူတွေတော့သွားရပါတယ်လူတွေတော့ခလုံးမတိုက်ဘူးတရေကကြည့်ဦးတယ်မလားသူတို့အခိုးငွေလို့ဖြစ်ပြီးတော့ဘာမှမဖြစ်ဘူးလူတွေအိမ်နေတဲ့မလဲဝင်ကျင်တိုင်းဝင်ထွက်ချင်တိုင်းထွက်ရတယ်သူတို့အခိုးငွေလို့ပဲသူတို့ရဲ့ခိုးကဏ္ဍဝင်လို့ရတယ်နေ့တရေကြောက်ပြီးတကားလုံအောင်ပိတ်ထားလို့မရဘူးပေါ့သူဝင်ကျင်ဝင်လာလို့ရအဲ့ဒီမှာတတကိရနတ်ကသူ့လမ်းကြောင်းတိုင်းဟေမဝတ္တနတ်စီသွားတာဟိမဝတ္တတောင်မဲ့သွားတော့ဟိုဟာဟိမဝတ္တကလည်းဟိမဝတ္တတောင်မှာမြတ်စွာဘုရားဓမ္မစကြာတရားဟောနေတော့အတောင်ကြီးကပန်းနေရပိုးပွင့်လာဟိမဝတ္တမှာခါတိုင်းပွင့်လာတဲ့ပို့ပြီးထူးထူးခြားခြားဝါဆိုလာပြီးနေမှာပန်းနေပွင့်တော့ဒီပန်းဥယျာဉ်ထဲမှာပျော်ရအောင်လို့သူတငယ်ချင်းကိုမျောတာသူကလည်းသွားခေါ်မယ်ဆိုထွက်လာတာတာဂိရကတော့ဓမ္မစကြာတရားဟောနေလို့နားစေခြင်းလို့သူတငယ်ချင်းသွားခေါ်မယ်ဆိုပြီးတော့သူကလည်းထွက်လာတာနှစ်ယောက်ဟာဘယ်မှာသွားဆုံတော့ဆိုရင်အဲ့ဒီကုရဒကရမြို့ပေါ်မှာသွားဆုံနေကြတာကောင်းကင်ယံမှာသွားဆုံနော်ဆုံတဲ့အခါမှာဟိုကလည်းတငယ်ချင်းဟိမဝတ္တမှာပန်းနေပွင့်နေမင်းကိုငါလာခေါ်တာလာသွားကြဆိုဟိုကလည်းတငယ်ချင်းမင်းပန်းပွင့်တာမဆံဘူးဣတိပဒနာမှာဘုရားဓမ္မစကြာတရားဟောနေပြီအဲ့တရားသွားနာရအောင်လောကမှာဗုဒ္ဓဆိုတာပေါ်နေပြီအဲ့တရားနာရအောင်လာခေါ်တော့ဟေမဝတ္တနတ်ကအရင်တော့ဘုန်းကြီးကိုသူကဗုဒ္ဓလို့ပြောတဲ့ဆိုတာလောကမှာဗုဒ္ဓဆိုတာအမတန်ရှားပါတယ်ပေါ့မင်းပြောတဲ့ဗုဒ္ဓကဓာရိနဲ့ပြည့်စုံရဲ့လားလို့သူကဘုန်းကြီးတို့ကသင်ထားတဲ့ပညာရက်တွေနဲ့သူကသိနေတာနော်သူဟာအရင်မတော့တာသေချာလားအဲ့ဒါတွေပါလိမ့်မယ်နော်အရင်မတော့တာသေချာလားမကောင်းတာမလုပ်တာသေချာသလားစိတ်ညစ်ရမှာမကောင်းမှုမလုပ်ဘူးဆိုတာသေချာလားဆိုမေးတော့ဟိုကအဲ့ဒါတွေမေးတာအဲ့ဒီမှာအရင်တော့ဟောထားတဲ့တရားတစ်ပုဒ်ရှိတယ်တပည့်စကြာနေ့အမှတ်တရများဆိုပြီးတော့တပည့်စကြာနေ့မှာဟောတဲ့တရားအဲ့သိပြီးတော့မသိကြဘူးဟေမဝတ္တသုတ်လို့ခေါ်တယ်မဟာစီဆရာတော်ကြီးဟောတာတယ်ဟေမဝတ္တသုတ်တံအဲ့ဒါကိုနားချိကြပါအဲ့တော့တပည့်စကြာနေ့ရဲ့အမှတ်တရဆိုတာအဲ့ဒီသုတ်တံပဲအဲ့ဒီကောင်းကင်ယံကနေဘုရားအကြောင်းကိုဆွေးနွေးကြတာဆွေးနွေးတော့ခုနကကာလီဆိုတဲ့ဘုရားဘာသာအမျိုးသမီးကြီးအဲ့တောင်ပိုင်းမှာအိမ်အောင်သွားကြတာအိမ်အောင်ကျတော့ညရာသီဥတုကပူနွေးနွေးဆိုတော့လေညင်းရှူဖို့အိမ်မိုးပေါ်တက်တယ်အိန္ဒိယနိုင်ငံတွေကအမိုးမှာသူ့မိုးတော့မဟုတ်ဘူးသွားရှေးတော့လည်းအဲ့လိုပဲလုပ်ပေါ်ရတယ်ဗမာပြည်ကတော့ပြတ်သက်ဆိုတာအချွန်တက်အိန္ဒိယပြတ်သက်ကအချွန်တက်မဟုတ်ဘူးအုတ်တိုက်ကရုံးတွေကိုခေါ်တာအဲ့ဒီအပေါ်တက်ပြီးတော့လေညင်းခံနေတဲ့အခါမှာကောင်းကင်ကစကားပြောတာနေသူကကြားနေရတာအတိုင်းဖះအကြောင်းပြောတော့သူကစိတ်ဝင်စားပြီးနားထောင်ရင်နဲ့စိတ်ထဲမှာကြည်နူးပြီးတော့သူသောတာပန်ဖြစ်သွားတာအဲ့တော့ဓမ္မစကြာတရားဟောလို့အမျိုးသားတွေကရှင်ကုဏ္ဏညကဓမ္မစကြာတရားနာပြီးသောတာပန်ဖြစ်တာအဲ့ဒီကာလီဆိုတဲ့အမျိုးသမီးကလည်းအဲ့ဒီနေ့ညမှာပဲကောင်းကင်ယံကနတ်နှစ်ပါးတရားဆွေးနွေးတာကိုနားထောင်ပြီးတော့သောတာပန်ဖြစ်တာ
အဲ့ဒါဓမ္မစကြာညမှာသောတာပန်ဖြစ်တာနှစ်ဦးရှိတယ်ဆိုတာသိခဲ့တဲ့တူနှစ်ဦးရှိတယ်တူကမျိုးသမီးတူကရှင်ကွန်းတင်ညာရှင်ကွန်းတင်ညာတော့သိကြတယ်အဲ့ဒီကာလီဆိုတဲ့အမျိုးသမီးအကြောင်းသိမသိကြအောင်အဲ့ဒီကာလီကကုရရခရကုရရခရကုရရခရအဲ့ဒီမျိုးမှာသူကနေထိုင်တာအဲ့ဒီမှာအိမ်တော်ကြသူကသောတာပန်ဖြစ်သွားတယ်မျိုးသမီးအဲ့ဒီမှာပဲနေပြီးသောတာပန်ဖြစ်တာအဲ့တော့ရှင်မကစီကအဲ့ဒီမြို့လေးရောက်ပြီးတော့ဗောဓကဆိုတဲ့တောင်မှာနေတာအဲ့ချိန်တော့အဲ့ဒီတောင်ပိုင်းကလူတွေဟာမြတ်စွာဘုရားဟောတဲ့ဒီတုတ်တန်တွေကိုနှုတ်သက်ဆောင်ကြတဲ့သဘောရှိတယ်နှုတ်သက်ဆောင်ရှေးခေတ်ကနှုတ်သက်ဆောင်တယ်ဆိုတာနှစ်နေရာမှာမှတ်တမ်းတင်ထားတာရှိတယ်ဒီနန္ဒမာတာဆိုတဲ့ဥပတိကမှာသူကပါရယနာတုတ်ပါရယနာဝတ်တဝက်လုံးကိုနှုတ်သက်ဆောင်ပါရယနာဒေသနာဆိုပြီးဟောထားတာရှိတယ်အဲ့ဒီပါရယနာတုတ်ကိုနှုတ်သက်ဆောင်တယ်နောက်တစ်ခါဒီအဝန္တိတိုင်းကလူတွေလည်းပဲအဝန္တိတိုင်းမှာခုနကာလီဆိုတဲ့ဒကမကြီးရဲ့သားကသောနလို့ခေါ်တယ်အပိုင်းတော့သူကသင်္ကန်းဝတ်သွားတယ်ရှင်မကိစ္ဆနာရဲ့တပည့်ဥပိ္ပဇေယုတပည့်သူ့နာမည်ကသောနထူးခြားတဲ့အမည်နဲ့တွဲဖက်ခေါ်တဲ့အခါမှာသူ့မှာဝတ်ထားတဲ့ပန်းစင်တာတဲ့နှစ်ထောင်ရှိတယ်အဲ့ဒီနှစ်ထောင်ကခရီးတန်တယ်တကရီတန်နဲ့နှစ်ထောင်ကြီးကိုဝတ်စင်တာလို့သူ့ကိုကုဋ္ဌိကန္နာလို့ခေါ်တယ်ကောဋ္ဌိကန္နာသောနာကောဋ္ဌိကန္နာခြေဘွားအမွေပေါက်တာလည်းပဲသောနာပဲအဲ့ဒီသောနာကြတော့ကောလိဝိတာအနွယ်နာမည်နဲ့ခွဲထားတာသောနောကောလိဝိတောဒါကသောနောကောဋ္ဌိကန္နောနှစ်ပါးရှိတယ်သောနာနှစ်ပါးရှိအဲ့ဒီကာလီဆိုတဲ့ပထမဆုံးသာသနာမှာသောတာပန်ဖြစ်တဲ့အမျိုးသမီးကြီးရဲ့သားသူကဒီမာဂဏိယပညာအပါအဝင်နော်အထက်ကဝက်လို့ခေါ်တယ်အထက်ကဝက်ဆိုတာအထက်ကဆိုတာရှစ်ခုအစုရှစ်ခုအစုသုတ်တန်နေသုတ်တန်ပေါင်း36သုတ်ရှိတယ်အဲ့ဒီမှာရှစ်ခုကိုဖွဲ့ထားတဲ့သုတ်က4သုတ်ပါတယ်နာမည်ကလည်းပဲရှစ်ခုအစုလို့ခေါ်တယ်ဒါအိန္ဒိယမှာဒီလိုပုံစံလေးတွေရှိတယ်အထက်ကဆိုတာရှစ်ခုအစုပဲနော်ရှစ်ခုအစုရှတကဆိုရင်တရားအစုသူတို့ကာထတွေရေးတဲ့အခါမှာကာထတရားအတိရင်စတကလို့ခေါ်တယ်စတကလို့ခေါ်တယ်တတကပေါ်တရားအစုဒီမှာကြတော့မြတ်စွာဘုရားဟောတဲ့သုတ်တန်ကာထလေးတွေကရှစ်ခုပဲအတိအကျပဲရှစ်ခုစီနဲ့သုတ်ပေါင်းက4သုတ်16သုတ်ထဲမှာဒီ4သုတ်ကရှစ်ခုအစုဖြစ်လို့အထက်ကဆိုတဲ့နာမည်လေးတွေနဲ့သူတို့နာမည်ပေးထားတာဥမာမဲ့ပထမသုတ်ကခုဟထက်ကခုဟဆိုလှိုင်းခုဟအထက်ကခုဟဆိုတဲ့ရှစ်ခုအပေါင်းသုတ်ရှစ်ခုဂါထာရှစ်ခုဂါထာရှစ်ပုဒ်ပါဂါထာရှစ်ပုဒ်နဲ့သတ်မှတ်ထားတာခုဟထက်ကနောက်တကဒီဒုဋ္ဌထက်ကဒုဋ္ဌဆိုတာပျက်စီးတယ်ဆိုတာ ਨੇ ပတ်သက်ပြီးအဲ့ဒါလည်းရှစ်ခုအပေါင်းနောက်သုဒ္ဓတခါစင်ကြယ်တယ်ဆိုတာ ਨੇ ပတ်သက်ပြီးသုဒ္ဓအထက်ကစင်ကြယ်မှုရှစ်ခုစုဆိုနောက်ပရမတ္ထကအမြတ်ဆုံးဆိုတဲ့အဓိပ္ပာယ်နဲ့အထက်ကရှစ်ခုစုအထက်ကဆိုသုဒ္ဓတစ်ခုမှာဂါထာရှစ်ခုနဲ့
ဂါထာ၈ပုဒ်နဲ့ဖွဲ့ထားတယ်အထက်ကအဲ့ဒါကိုအထက်ကဝက္ခိကလို့ခေါ်တယ်အဲ့ဒီသောဏကောတိကဏကုလလခရခုနပထမဆုံးသောတပန်ဖြစ်တဲ့အမျိုးသမီးကြီးရဲ့သားသာသနာပေါ်ဝင်လာပြီးတော့အဲ့ဒီဘက်မှာယဟန်တန်ကရှားတယ်သူယဟန်ဖြစ်ဖို့ရအတွက်3နှစ်ဆောင်ရတယ်ဘုန်းကြီးမစုံလို့ယဟန်ခံပေမဲ့ဘုန်းကြီးတွေမစုံလို့မြတ်စွာဘုရားက10ပါးပြည့်မှခံရတယ်ဆိုတော့သူတို့စီမှာ10ပါးပြည့်ဖို့ခက်တယ်ရှင်မကိစ္ဆနာတပါးတည်းပဲရှိတယ်ဘယ်သူမှအဲ့ဒီတောင်ဘက်မှာမနေဘူးအဲ့တော့မြောက်ပိုင်းမှာနေကြတယ်ခုခေတ်လိုလဲသွားပင့်ဖို့ခက်တာပေါ့အဲ့တော့သူကဖះကိုမဖူးဘူးရဟန္တာဖြစ်သွားပြီဖះအဲ့ဒါနဲ့သူဆရာဖះဘူးလွတ်လိုက်တာစေတော်เจ้าကိုလွတ်လိုက်တာသူအဲ့ဒီရောက်သွားအဲ့ရောက်သွားတဲ့အခါကျတော့ထူးထူးခြားခြားတန်ခါရှားပါတဲ့ရတ္တိတာကလာတော့မြတ်စွာဘုရားအဲ့ဒီကိုတော်ကိုသူညတဲဖို့ရအတွက်တခြားเจ้าကိုအပြစ်မခိုင်ပဲနဲ့ခန္ဓာကိုယ်ကြီးမြတ်စွာဘုရားတရင်သုံးတဲ့ကြောင်းထဲမှာသူ့ရဲ့နေရာပြင်ပေးရတယ်အဲ့တော့ဘုရားကတခြားယဟန်တစ်ပါးနဲ့တကြောင်းနဲ့နေတာအဲ့ဒီတစ်ခါပဲတွေ့တယ်နော်ဘုရားတရင်သုံးတဲ့ကြောင်းတတ်မှာခရဲဘုရားတစ်ပါးလည်းပဲနေတာအဲ့ဒီမှာရှင်သောဏရောက်လာတဲ့အခါကျတော့ရှင်အနန္ဒကိုခံလိုက်တယ်ဒီခန္ဓာကိုယ်ကြီးမှာပဲယဟန်သူ့အတွက်နေရာပြင်ပေးဆိုရှင်းတော့အိဋ္ဌာမမဟုတ်တာသိမ့်မဲ့အိတ်ကြအောင်အညောင်းဆန္ဒလောက်ပဲရှိတယ်ညမှာဆိုရင်လှုပ်ကြတာများအဲ့ဒီရှင်သောဏနဲ့မြတ်စွာဘုရားညပိုင်းမှာမြတ်စွာဘုရားလည်းသဘာဝဝင်စားတယ်သူကလည်းသဘာဝဝင်စားတယ်နောက်မြတ်စွာဘုရားသူ့ဘာခိုင်းလို့ဆိုသူကအထက်ကဝက္ခိကဆိုအခု16တုတ်ကိုနှုတ်တဲ့အာကုံဆောင်းထားတာအလွတ်ရတယ်အလွတ်ရတော့မြတ်စွာဘုရားကကဲသောနာအဲ့ဒီအထက်ကဝက္ခိကထိတုတ်တန်တွေကို16တုတ်ကိုရွတ်စမ်းပါဆိုပြီးသူရွတ်ခိုင်းပြီးတော့မြတ်စွာဘုရားနာထောင်မြတ်စွာဘုရားတရားပြန်နာအဲ့တော့အထက်ကဝက္ခိကာနိတရေနအဘာတိဆိုအထက်ကဝက်ကတုတ်တွေကိုအခုဘာဂဏိယတုတ်တို့တလောတော်ဟောတဲ့မဟာသမယဒိသနာတွေတို့အဲ့ထက်မှအကုန်ပါတယ်အဲ့ဒါအထက်ကဝက်ကတုတ်တွေကြီးပဲကုန်ဒါပေမဲ့အထက်ကဝက်က16တုတ်ရှိတာ16တုတ်လို့မပြီးသေးဟောတာမဟုတ်ဘူးအဲ့မှာကလဟဝိဝါဒတုတ်တို့ပုရဗေဒတုတ်တို့တုဝတ္တကတုတ်တို့ဆိုတာတွေကအဲ့ဒီအထက်ကဝက်အဲ့ဒီတုတ်တွေကိုသူကအလွတ်ရတယ်အဲ့မြတ်စွာဘုရားကရွတ်စမ်းမှာဆိုတော့အဲ့တုတ်တွေကိုသူအလွတ်ရွတ်ပြတာဒါမှမဟုတ်ဒီတုတ်တန်တွေကရှေ့ကြတယ်လို့ပြောတာမြတ်စွာဘုရားလက်ထက်ကအဲ့တော့အထက်ကဝက်ခထဲမှာအခုမကနိယတုတ်ဆိုတာလည်းပါဝင်မယ်သူအလွတ်ရွတ်ပြတယ်အဲ့တော့တစ်ချိန်မှာရှင်မကိစ္ဆနာကကုလလခရမြို့အဝန္တိတိုင်းကုလလခရမြို့ပဝတ္တကတောင်းမှာတရင်သုံးနေတဲ့အချိန်ဟာလိတိကာနိဆိုတဲ့အဲ့ကုလလခရမြို့ကဥပဒကတယောက်ကရှင်မကိစ္ဆနာစီရောက်လာတယ်ရောက်လာပြီးတော့သူတို့ဒီအထက်ကဝက်ကိုအလွတ်ကျက်ကြတဲ့ထေသသားတွေဖြစ်နေမယ်သူကလည်းအလွတ်ရပုံရသူကမေးတာနော်ရှင်ဘုရားတဲ့မာဂန္ဓိယပညာမာဂန္ဓိအမေပု္ပ္ပာနဲ့ပတ်သက်ပြီးတော့ဟောတဲ့မာဂန္ဓိယသုတ်တံမှာတဲ့မြတ်စွာဘုရားဟောထားတဲ့ဩကံပဟာယအာနိကေတတာရီကာမေအကုပ္ပံမုနိတန္ထဝနိကာမေဟိရိတောအပုရေခရာနောကထာနဝိကရှစနေနကရိယာဆိုကရိရာဆိုအဲ့ဒီခါထားလေးကိုမေးတာအကုန်လုံးတစ်သုတ်လုံးမေးတာမဟုတ်ဒီခါထားလေးတို့ဩကံပဟာယအနိကေတတာရီဆိုဒီနေ့က
ရှင်းပြီးတော့ဟောတာပြီခုဒါရှင်မကိစ္စနာရှင်းပြီးတော့ဟောရင်ပို့ပြီးတော့ရှင်းလင်းအောင်လို့ဒီနေ့ကတော့ခြုံငုံပြီးတော့သာပြောထားခဲ့တာအဲ့ဒီတုတ်ရဲ့အထိပ္ပယ်မြတ်စွာဘုရားအချင်းချုပ်ဟောထားတာအချင်းချုပ်ဆိုတာသူကစကလုံးတိုင်းဘာသာပြန်မဆိုရင်ဩကံပဟာယဆိုတာအိမ်ကိုစွန့်ခွာပြီးအနိကေတသာရီတဲခုကနောက်မလိုက်သူထိအဓိပ္ပာယ်မျိုးဖြစ်တယ်နော်အိမ်ကထွက်လာပြီးတော့ခုခေတ်လို့ဆိုရင်ဟိုတယ်တို့တဲခုကန်တို့မှာနေထိုင်လေးမရှိသူအဲ့ဒီအဓိပ္ပာယ်ရောက်ဩကဆိုတာအိမ်ကိုပြောတာနိကေတဆိုတာတဲခုတဲ့တဲခုကန်တို့ဟိုတယ်တို့ပေါ့ဥယျာဉ်ထဲမှာဆောက်ထားတဲ့ဆောက်အုံတို့အဲ့တော့မြတ်စွာဘုရားသုံးထားတာအဲ့ဒီစကားလုံးကိုသုံးထားတာဩကံပဟာယအာနိကေတတာရိကာမိအပုကံအကုပ္ပံပုဏိတန္ထဝါနိရွာတွေကလူတွေနဲ့ရှင်ဒီခင်မင်သောဆက်ဆံရေးကိုမလုပ်ဘူးကာမိဟိရိတောပြောစရာအာယုန်နေအကင်းกว่าလွတ်လပ်စွာနေတယ်အပုရိခရာနောအနာဂတ်အတွက်ဘဝကိုမမျှော်လင့်ဘူးအဲ့ဒီပုဂ္ဂိုလ်ဟာဘယ်သူနဲ့မှလူနဲ့ဆန့်ကျင်မဲ့စကားကိုပြောမှမဟုတ်ဘူးဆိုတဲ့ထိခါထားလေအဲ့ဒါကိုဟာလိတိကာနိဆိုတဲ့တက္ကကလျှောက်တယ်အရှင်ဘုရားတဲ့အထက်ကဝက်ကမှာပါရှိတဲ့မာဂန္ဒီယဘေခွန်းထဲမှာမြတ်စွာဘုရားဟောထားပါတယ်တဲ့ဩကံဘဟာယအနိကေတသာရိကာမေအကုပ္ပံမုနိတန္ထဝါနိကာမေဟိရိတောအပုရိခရာနောကထာဏဝိကရှကထာဏဝိကရှစနေနာကိရာဆိုတဲ့ခါထာလေးဟောထားတာမြတ်စွာဘုရားဒီအကျဉ်းလေးဟောထားတဲ့စကားလုံးရဲ့အနက်ဒိဗ္ဗေကိုတပည့်တော်အကျယ်နားမလည်ဘူးတဲ့အဲ့ဒါလေးရှင်းပြစမ်းပါဟာလိတိကနေတုံးပါလို့နော်အဲ့သူတို့ကတော့အဲ့ဒီဒေသလူတွေကဒီအထက်ကဝက်ကိုလွတ်ရတယ်ဆိုတာဟိုဟာလိတိကနေကလည်းသူ့ကိုလွတ်ရတယ်လေခုနသောနာဆိုတဲ့ကာလိမျိုးသမီးကြီးရဲ့သားယဟန်ကလည်းအလွတ်ရတယ်အဲ့တော့အဲ့ဒီဒေသမှာဒီအထက်ကဝက်ကဆိုတဲ့သုတ်တန်တွေကိုစိတ်ဝင်စားတဲ့နေရာဖြစ်လိမ့်မယ်နော်စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီသုတ်တန်ရဲ့အထိပ္ပယ်ဒီကာတာလေးရဲ့အထိပ္ပယ်ကိုရှင်းပြစမှာဆိုရှင်မကိစ္ဆနာရှင်းပြတာအဲ့တော့ရှင်မကိစ္ဆနာဆိုတာခုနပြောရတဲ့အတိုင်းပဲသန္တာပိသောဒမင်းကြီးရဲ့ပရောဟိတ်ပုံနာဖေးစီကခွင့်ပြုချက်နဲ့ယဟန်ဝတ်သွားတယ်ယဟန်ဝတ်သွားပြီးယဟန္တာဖြစ်အချင်းဟောတဲ့တရားတွေကိုအကျယ်ချဲ့ပြီးပြောတဲ့နေရာမှာသူကထူးချွန်တဲ့ဣတရဘွယ်ရထားတယ်ပေါ့သူဟောတာတွေအများကြီးပဲရှင်းပြတာအထက်ကရာဆရာလိုပဲသူကရှင်းပြတာအခုဒီထီခါရာလေးကိုလည်းသူကရှင်းပြတယ်သူရှင်းပြဟာလိတိကာနိဆိုတဲ့ဥပဒကရဲ့မေခွန်းကိုသူကရှင်းပြတာတော်တော်လေးရှင်းလေးဟောသွားတာသူရှင်းတဲ့အချက်ပေါင်းဘယ်လောက်ရှိတုံးဆိုဒီမှာသူရှင်းတဲ့အချက်ပေါင်းကဟိုရရှိတယ်73ချက်ရှိတယ်ဒီကတာထဲမှာပါတဲ့အချက်73ချက်ကိုသူရှင်းပြတယ်နော်ဩကဆိုတာပါလေဒါရှင်းပြတယ်ဩကတာရိဆိုတာတော့စာရတိထဲမှာမပါဘူးဩကမဟာယတာပါတာသို့တော့ရှင်မကိစ္ဆနာရှင်းနိုင်အောင်လို့ဩကဆိုတာလည်းရှင်းပြတယ်ဩကတာရိနော်အိမ်ပြန်နေအိမ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဩကတာရိဆိုတဲ့စကားလုံးနဲ့ရှင်းပြတယ်နောက်တစ်ခါအနောကတာရိအိမ်ကိုမသွားဘူးအိမ်ကိုမတွေ့တာဘူးဆိုတဲ့အဓိပ္ပာယ်နဲ့လည်းရှင်းပြနောက်တစ်ခါအနိကေတတာရိမှာနိကေတတာရိဆိုတာဘာအနိကေတတာရိဆိုတာဘာဒီနှစ်ချက်ကိုလည်းရှင်းပြတယ်ကာမေတန်ထဝဆာတော်သူ negative နဲ့ပြထားရင် positive နဲ့လည်းရှင်းပြတယ်ကာမေတန်ထဝဆာတော်ဆိုတာဘာလဲ
ကာမေနသန္တဝစာတော်ဆိုတာပါလေအဲ့ဒါလည်းရှင်းပြတယ်ကာမေဟိအရိတ္တောကာမေဟိရိတ္တောဒီနှမျိုးလည်းရှင်းပြတယ်ပုရခရနောအပုရခရနောဒီနှမျိုးလည်းရှင်းပြတယ်ကထံဝိကရှဇနေနကyiရာနဲ့နကyiရာဒီအောင်လည်းရှင်းပြတယ်အားလုံးဒီထဲဒီခါတာထဲမှာပါတဲ့အချက်12ချက်73ချက်ကိုရှင်းပြတယ်အဲ့ဒီဟာလိဒတိကဏိသုတ်ဆိုတာအခုဒီမာဂဏိယပညာကိုရှင်းပြတဲ့နေရာမှာတော်တော်ရှင်းရှင်းလင်းလင်းလေးဟောထားတာဖြစ်တယ်ပေါ့နော်အဲ့တော့မှတ်ကြည့်ရအောင်ဩကံပဟာယဆိုတာဩကဆိုတာဘာလို့ဆိုဝိညာဉ်ဆိုတဲ့ကမ္မဝိညာဉ်ကံတရားရဲ့ကံရဲ့ခိုးအောင်ရာတိနေရနေရကံရဲ့ကိယခန္ဓာလို့အဓိပ္ပာယ်ရဩကဆိုတာအိမ်မဲကမ္မဝိညာဏလို့ဆိုတဲ့ကံတရားရဲ့တိရှိရာကိန်းဝတ်ရာတော့ကိုလို့တဲ့ကံတွေကကိုယ်တဏ္ဍမှာဖြစ်နေတာလေကိုယ်တဏ္ဍဆိုတာဘယ်မှာလဲလို့ပြီးခဏပဲလေရှုဝေဒနာတင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးထဲမှာဒီကံတရားဆိုတာဖြစ်တာကိုအဲ့ဒါကြောင့်မို့ဝိညာဏကိုကမ္မဝိညာဏကံတရားလို့ဆိုပြီးတော့ရှင်မကိစ္ဆနာကရှင်းတဲ့အခါမှာရှုကိုရူပဓာတုလို့သုံးတယ်ဝေဒနာကိုဝေဒနာဓာတုတင်ညာကိုတင်ညာဓာတုသင်္ခါရကိုသင်္ခါရဓာတုဆိုပြီးတော့ဝိညာဏတော့ဖယ်ထားပြီးတော့ခန္ဓာကို၄ပါးနဲ့ဝိညာဉ်နဲ့ခန္ဓာကိုဖယ်ထားပြီးခန္ဓာ၄ပါးဟာဝိညာဏရဲ့တရားဓာတ်၄ပါးဆိုပြီးတော့သူကဒီလိုရှင်းတယ်ဩကဆိုတာရှုဝေဒနာတင်ညာသင်္ခါရဒီခန္ဓာ၄ပါးဘာဖြစ်လို့ဝိညာဏကိုထည့်မပြောတာတော့ဆိုလို့ရှိရင်ကမ္မဝိညာဏလားဝိပါကဝိညာဏလားရှင်းတဲ့အခါမှာရှုပ်ထွေးသွားမစုံလို့အဲ့တော့ကမ္မဝိညာဏကိုဝိညာဉ်နဲ့ခန္ဓာကိုခဏဖယ်ထားလိုက်တယ်ဖယ်ထားပြီးတော့ဒီဩကဆိုတဲ့ကမ္မဝိညာဏရဲ့ကိန်းဝတ်ရာကခန္ဓာပဲဖြစ်တယ်ပေါ့အဲ့ဒီခန္ဓာကိုဩကလို့ခေါ်တယ်သူဆိုလို့ပဲပေါ့ခန္ဓာဝိညာဏန္တိကမ္မဝိညာဏကံတရားတွေပေါ့အဲ့ဒါတွေကခန္ဓာနဲ့ပတ်သက်ပြီးတော့ဖြစ်တာဆိုခန္ဓာဟာဒီဝိညာဏရဲ့ထာဝရတည်ရှိနေရဒီဝိညာဏရဲ့တည်ရှိတဲ့နေရလူဟာပဲမှနေတာတော့ဆိုအိမ်မှာပဲနေတာလေတခြားသွားရင်ခဏပဲသွားတာအိမ်မှာပဲနေကြတာအဲ့ဒါလိုပဲကာမဝိညာဏဆိုတာတွေကဘယ်မှာဖြစ်တာတော့ဒီဝိညာဉ်ကဘယ်မှာဖြစ်တာတော့ဆိုခန္ဓာမှာဖြစ်တာဒါကြောင့်မို့ဩကံမဟာယဆိုခန္ဓာဆိုတဲ့အိမ်ကိုဩကလို့ဒီနေရာမှာသုံးလိုက်တာတမန်အပြင်တော့ဩကဆိုတာအိမ်ပဲဘသူရဲ့အိမ်လဲလူတွေကနေကြတတ်ကြတာဩကဆိုတဲ့အိမ်မှာနေကြတယ်နော်ခန္ဓာ၅ပါးကဩကဩကဆိုတဲ့ခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးကိုတွေ့တာလို့ရှိရင်ဩကတာရီခန္ဓာ၅ပါးကိုမတွေ့တာဘူးတွေ့တာတဲ့တဏှာကိုဖယ်လိုက်ရင်အနောကတာရီနဩကတာရီ negative နဲ့ပြောတာအဲ့ဒါကိုဩကံပဟာယခန္ဓာ၅ပါးကိုပယ်တယ်ဆိုတာစွန့်ပယ်တယ်ဆိုတာခန္ဓာ၅ပါးကိုတွေ့တာတဲ့တဏှာကိုပယ်တယ်လို့ယူအောင်နော်တွေ့တာမှုကိုပယ်တာလေလူတွေကမဟုတ်တာသွားတွေ့ဟိုတဲ့ပေါ့ပယ်တဲ့နေရာမှာလဲပယ်တာမှားရတယ်ပယ်တာမှားရတယ်သာသမီတန်ရောစဉ်ဆိုပြီးတော့သာသမီကိုအိမ်မောမောင်းချတာနဲ့တန်ရောစဉ်ပြတ်တာမှမဟုတ်တာတချို့ကတန်ရောစဉ်ပြတ်ပြီလို့ပြောသေးတယ်အဲ့တော့သာသမီကိုတွေ့တဲ့တန်ရောစဉ်ဆိုတာသာသမီပေါ်မှာထားတဲ့ချစ်ခင်တဲ့တဏှာတန်ရောစဉ်မုန်းတီးတဲ့ပဋိက္ခတန်ရောစဉ်အဲ့ဒါကိုပဲပယ်ရမှာ
သားသမီးကိုဖယ်ထုတ်ပြရမှာမဟုတ်ဘူးနော်အဲ့လိုဆိုလိုတာဥပမာမျက်လုံးပေါ်မှာတွေ့တာတဲ့ဆိုမျက်လုံးဖောက်ထုတ်ပြရမှာမဟုတ်တာမျက်လုံးပေါ်မှာတွေ့တာတဲ့တဏှာကိုပယ်ရပစ္စည်းဥစ္စာကိုတွေ့တာရင်ပစ္စည်းဥစ္စာရဲ့စိတ်နဲ့ခြားထဲမှာတွေ့တာနေတဲ့အရာကိုပယ်ရမယ်အဲ့တော့တွေ့တာတဲ့ဆိုတာဘာနဲ့တူတော့ဆိုစက္ကူနှစ်ရွက်ခြားမှာနော်စက္ကူနှစ်ရွက်ထပ်ထားတဲ့အခါမှာကတ်မသွားဘူးအေးအဲ့ဒီထဲမှာဂလူးလေးထည့်လိုက်ကော်လေးထည့်လိုက်လို့ရှိရင်စက္ကူကတ်သွားတယ်အဲ့တော့ဒီစက္ကူနှစ်ရွက်ကြားမှာကော်မပါဘူးဆိုရင်တစ်ခုနဲ့တစ်ခုမကတ်ဘူးအဲ့ဒီကော်ကိုဖယ်ခိုင်းတာနော်တန်ရုံးစင်ဖြတ်တဲ့ဆိုအဲ့ဒီကော်ကိုဖယ်ခိုင်းတာကောမဖာလို့ကောမဖယ်လို့ရှိရင်စူပါဂလူးနဲ့ကတ်ထားရင်တော့နှစ်ခုခွဲရင်စုပ်သွားမှာပေါ့ကောကတ်နေတာဆိုအကောင်းမရနိုင်ဘူးစုပ်သွားတယ်အဲ့ဒါကြောင့်ဒီဩကပဟာယဆိုတာခန္ဓာ၅ပါးကိုပယ်ဆိုတာခန္ဓာ၅ပါးကိုငါဟာလို့တွေ့တာနေတဲ့တဏှာကိုပယ်ခိုင်းတာဒီလိုသဘောပေါက်ရမှာနော်ခန္ဓာ၅ပါးကိုစွန့်ပစ်တာမဟုတ်ဘူးတို့ဆိုလို့တယ်ဝိညာဏရဲ့ကာမဝိညာဏရဲ့တရားခန္ဓာ၅ပါးအပေါ်မှာတွေ့တာမှုကိုဖယ်ပါလို့မြတ်စွာဘုရားပြောလို့ရင်းပဲသို့တော်တိုက်ရိုက်ကဩကံပဟာယမင်းတို့အိမ်ကနေအိမ်ကိုစွန့်လိုက်လို့ဆိုလိုတာပဲအိမ်ကိုစွန့်လိုက်ဆိုတာခန္ဓာ၅ပါးကိုစွန့်လိုက်ခန္ဓာ၅ပါးပေါ်မှာမတွေ့တာနဲ့လို့ဒီလိုပဲအဓိပ္ပာယ်ယူရတယ်တခြားသုတ်တန်တွေမှာလည်းပဲရူပံဘိက္ခွေနတုမကံတံပစေထယဟန်တို့ရှုပ်ဆိုတာမင်းတို့ရဲ့ပိုင်တဲ့အရာမဟုတ်ဘူးဒါကြောင့်မို့တံပစေထအဲ့ဒီယုတ်ကိုစွန့်လွတ်လိုက်ကြတံဟောပိဟိနံဟိတယဒုက္ခယဝိတ္တိမင်းတို့စွန့်လွတ်နိုင်လို့ရှိရင်အကျိုးရှိလိမ့်မယ်ချမ်းသာလိမ့်မယ်အဲ့ဒါတိုက်ရိုက်ပြောမယ်ဆိုရင်ယုတ်ကိုစွန့်လိုက်လို့ဆိုတာဟာဒီယုတ်ကြီးကိုစွန့်ခိုင်းတာမဟုတ်ဘူးရှုပ်ပေါ်မှာတွေ့တာနေတဲ့တဏှာကိုစွန့်လိုက်လို့ပြောတာဒါနေယထလို့ခေါ်တယ်နိတတလို့မယူပါဘူးဒါလောကမှာပြောတဲ့အတိုင်းမယူရတာတွေအများကြီးပဲနော်ပြောတဲ့အတိုင်းမယူရတာတွေအများကြီးပဲအဲ့တော့ဆိုလိုတဲ့အဓိပ္ပာယ်ဒီမှာလည်းပဲဩကံပဟာယခန္ဓာကိုစွန့်လို့ပြောတာဟာခန္ဓာပေါ်မှာတွေ့တာနေတဲ့တဏှာကိုစွန့်လိုက်ပါလို့ပြောတာအဲ့ဒါကိုရှင်းတာအဲ့ဒီမှာရှင်မကိစ္ဆနာကရှင်းပြတယ်အေးဩကဆိုတာခန္ဓာ၅ပါးအဲ့ဒီဩကပေါ်မှာတွေ့တာစိတ်တွေရှိနေလို့ရှိရင်ဩကတာရိအဲ့ဒီတွေ့တာတဲ့တဏှာကိုဖယ်ရှားလိုက်ရင်အနောကတာရိဖြစ်တယ်နော်အဲ့တော့အိမ်ကိုတွေ့တာသူအိမ်ကိုမတွေ့တာသူဒီလိုအဓိပ္ပာယ်နဲ့ဩကံပဟာယဆိုတဲ့စကားနဲ့ပတ်သက်ပြီးဩကတာရိအိမ်ကိုအများရန်တွေ့တာပြီးပြန်နေသူအနောကတာရိအိမ်မပြန်သူဒီလိုအဓိပ္ပာယ်ဆိုလို့ရပေါ့နော်အဲ့ဒါဩကံပဟာယအနောကတာရိဆိုတာယဟနာဖြစ်သွားရင်အနောကတာရိပဲလေဘာကြောင့်လို့ဆိုရင်ခန္ဓာ၅ပါးပေါ်မှာတွေ့တာတဲ့တဏှာကိုလုံးဝဖြတ်လိုက်တယ်ဖြတ်လိုက်သည့်အတွက်ကြောင့်အနောကတာရိဩကမှာတွေ့တာညှိကပ်မှုမရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုအဓိပ္ပာယ်ရောက်တယ်ပေါ့နော်အဲ့လိုအဓိပ္ပာယ်ရတယ်ခန္ဓာ၅ပါးကိုတဏှာအမြင်နဲ့မချင်းကပ်တာဟာပယ်ခြင်းပဲဆိုတော့ငါမျက်လုံးငါနာငါဘဝဆိုတဲ့တဏှာအတွေးတွေမပါဘူးခန္ဓာဟာခန္ဓာသာဖြစ်တယ်ငါဟာမဟုတ်ဘူးတဏှာအတွေးနဲ့မတွေးဘူးနော်တဏှာအနေနဲ့မသိမ့်ပိုက်ဘူးအဲ့ဒါပယ်တာပဲပေါ့အဲ့ဒါလိုပယ်ခိုင်းတာခန္ဓာကစွန့်လိုက်တာနဲ့ခန္ဓာကိုမစွန့်နိုင်တဲ့လူကဩကတာရိခန္ဓာပေါ်မှာတွေ့တာမှုကိုစွန့်လိုက်လို့ရှင်နော်တွေ့တာမှုကိုစွန့်လိုက်တဲ့ပုဂ္ဂိုလ်မတွေ့တာတော့တဲ့ပုဂ္ဂိုလ်ဟာနာဩကတာရိဩကပေါ်မှာသွားနေတဲ့ပုဂ္ဂိုလ်မဟုတ်တော့ဘူးလို့ပြောတာအဲ့ဒီလိုအဓိပ္ပာယ်ရတဲ့အကြောင်းကိုရှင်းပြတယ်နောက်တစ်ခါ
နောက်အပိုက်ကဘာလို့ဆိုအနိကေတသာရီဒီစကားလုံးကိုရှင်းပြတဲ့အခါမှာဒီနေရာမှာနိကေတသာရီအနိကေတသာရီနိကေတဆိုတာခိတ္တကနနေတဲ့အပန်းဖြေဌာနသို့မဟုတ်ကနေ့စကားနဲ့ပြောမဆိုတိခုကန်နဲ့ရိတ်တာတို့တိခုကန်တို့ဟိုတယ်တို့ဆိုလို့တယ်အဲ့ဒါနိကေတလူတွေလည်းအဲ့ဒါလည်းတွဲသေးတာနော်ဟိုတယ်သွားတင်လို့ရှိရင်ကိုတဲတဲ့ဟိုတယ်နေအခန်းလေးဆိုရင်အဲ့ဒီတင်းနေကြအခန်းလေးတဲကျင်တာလူကကိုပိုင်နာမဟုတ်ပေမဲ့လို့တွဲလိုက်သေးတာပဲနော်ကိုသွားနေကြနေရလေးအဲ့လိုမိသားဘောစီးတဲ့ထိုင်းကုန်းတောင်မှမလေးကိုနားလာရင်သိကြိုက်တာမဟုတ်အထုတ်ချပြီးပေါင်ကားထိုင်လိုက်သေးတယ်အဲ့ဒါခဏလေးသွားတဲ့ဘတ်စကားပေါ်မှာလည်းတွဲလိုက်တာပဲအဲ့ဒါတွေကိုနိကေတလို့ခေါ်တယ်အိမ်ကတော့အမြဲတမ်းနေတဲ့နေရာဟုတ်ပြီဩကနိကေတဆိုတာခုနသူလည်းပဲနေအိမ်ပဲအာယုံ6ပါးကိုနိကေတလို့ရှင်မကိစ္ဆနာရှင်းပြတယ်နိကေတဆိုတာတခြားမဟုတ်ဘူးတဲ့ရူပယုံတတ္တယုံကဏ္ဍဝရတယုံဖုတ္တပယုံအဲ့ဒီအာယုန်တွေကိုနိကေတလို့ခေါ်တယ်။ဘာလို့လို့ဆိုရင်ခန္ဓာ၅ပါးကထွက်ပေါ်လာတဲ့စိတ်လေးကပယ်သွားတာတော့ဆိုရူပယုံတတ္တယုံကဏ္ဍဝရတယုံဖုတ္တပယုံဓမ္မယုံစီသွားတာလေသူသွားလို့ရှိရင်လူကလည်းအိမ်ကထွက်ရင်ပယ်သွားတာတော့ဆိုဥယျာဉ်တို့တက်ခိုကန်တို့ဟိုတယ်တို့သွားတာပဲလေအဲ့လိုသွားအဲ့ကြောင့်နိကေတဆိုတဲ့တက်ခိုဆေးရနေရဟာအာယုံ6ပါးလို့ပြောတယ်ခန္ဓာ5ပါးဆိုတဲ့အိမ်ကနေထွက်ပြီးတော့အာယုံ6ပါးပေါ်မှာကျက်စားတဲ့ပုဂ္ဂိုလ်ကိုနိကေတသာရီလို့ခေါ်တယ်ရူပနိမိတနိကေတဝိတာရဝိနိဖန္တာအဲ့ဒီပုဂ္ဂိုလ်မျိုးကိုနိကေတသာရီနိကေတသာရီဆိုတာခိတ္တခဏနေတဲ့အဆောက်အဦပေါ်မှာတဲ့တွေ့တာမှုတွေစိတ်ထဲကနှောင်ဖွဲ့မှုတွေဖြစ်လေရှိတဲ့ပုဂ္ဂိုလ်ကိုနိကေတသာရီလို့ခေါ်တယ်ခုနဩဃသာရီကခန္ဓာကိုယ်ပေါ်မှာတွေ့တာတဲ့ပုဂ္ဂိုလ်နိကေတသာရီကျတော့အာယုံ6ပါးပေါ်မှာတွေ့တာမှုလို့တွေ့တာတဲ့ပုဂ္ဂိုလ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ဩဃသာရီနိကေတသာရီခန္ဓာပေါ်မှာတွေ့တာတယ်အာယုံပေါ်မှာတွေ့တာတယ်အဲ့ဒါကိုအာယုံ6ပါးပေါ်မှာတွေ့တာတဲ့တဏှာကိုလုံးဝဖယ်ရှားပြစ်လိုက်လို့ရှိရင်အနိကေတသာရီလို့ခေါ်တယ်အဲ့ဒါတွေဟာစိတ်ရဲ့နှောင်ဖွဲ့တွေပဲလူတွေကအိမ်မှာနေပေမဲ့လို့ပြောစရာနေရာကိုပန်းဖြေသွားတတ်ကြတယ်လေပြင်းဦးလင်းသွားလဲတဲ့လူကလည်းလဲတယ်ဟောအောက်ကအဝေးကနော်ဘန်ကောက်သွားလဲတဲ့လူကလည်းလဲတယ်ရန်ကုန်ကလူတွေကမန္တလေးတက်လာတယ်လဲတယ်အဲ့လိုလဲစရာနေရာတွေလျှောက်လဲတာအဲ့ဒါနိကေတသာရီပေါ့အာယုန်ဒီပေါ်မှာတွေ့တာပြီးတော့အပန်းဖြေတယ်ဆိုတဲ့နာမည်နဲ့လဲပတ်ကြတာပေါ့အဲ့ဒါတွေကစိတ်ထဲမှာဆွဲလန်းတဲ့အရာဖြစ်တော့ကြောင့်ဝိနိဗ္ဗန္တာအနှောင်ဖွဲ့တွေဖြစ်တယ်ဝိတာရဒီတွေ့တာမှုကယင်ထဲမှာကျေပြန့်လာတယ်ကြိုက်တီကိုသွားတယ်ဆိုတော့လေဖျားဖူးတာတော်တော်ပေါ့ရှုခင်းကြည့်ရတာတို့လဲရပတ်ရတာတို့ဓာတ်ပုံရိုက်ရတာတို့အမှန်သဘောကျတာအဲ့ဒီလူသဘောကျနေတာတွေကအဲ့ဒါဝိတာရပဲကျေပြန့်လာတယ်ဥတီတာတော့ဖျားဥတီလိုက်တာပဲဒါပေမဲ့ကျေပြန့်လာတယ်ရှုခင်းတွေကြည့်ရတာတို့အဲ့ဒါတွေကြတွေ့တာမှုနဲ့သွားတာပဲမရောက်ဘူးတဲ့နေရာရောက်ရတယ်လဲတယ်စားစရာတောက်စရာတွေနေစရာထိုင်စရာအသစ်တွေတွေ့တယ်အဲ့ဒါဝိတာရကျေပြန့်လာကျေပြန့်ပြီးတော့အဲ့ဒီနေရာလေးကိုသဘောကျလို့ဓာတ်ပုံတွေရိုက်ထီဓာတ်ပုံတွေပြန်ကြည့်စမြုပ်ပြန်ဒါအဲ့ဒါတွေ့တာမှုလို့ခေါ်တာပဲအဲ့ဒါနော်အိမ်ကနေထွက်လာပြန်တော့လေခုန
နိကေတဆိုတဲ့အာယုံ6ပါးပေါ်မှာလူတွေကတွေ့တာကြပြန်တယ်အဲ့ဒါကိုမြတ်စွာဘုရားဟောတာတဲ့အိမ်ကိုလည်းစွန့်လိုက်အာယုံ6ပါးဆိုတဲ့အပန်းဖြေနေရာကိုလည်းစွန့်ပလိုက်တော့ခံတယ်အဲ့တော့တွေ့စရာမှမရှိတော့တာနော်စွန့်လိုက်ဆိုတာအဲ့တော့တဏှာရာဂကိုဖယ်ရှားခိုင်းတာပဲဖြစ်တယ်ပေါ့အဲ့ဒါကိုရှင်မကိစ္ဆနာကတော့ရှင်းပြတာအနိကတိကေတတာရိသရူပနိမိတနိကေရဝိတာရဝိနိဖန္တာတဲ့ရူပယုံဆိုတဲ့အာယုံပေါ်မှာတဲ့အပန်းဖြေခြင်းဆိုတဲ့နိကေတနဲ့ပတ်သက်ပြီးတော့ကိလေသာတွေကကျဲပြန့်လာပြီးတော့စိတ်နှလုံးကိုနှောင်ဖွဲ့ထားတဲ့အရာတွေကိုဖယ်ရှားပြရမယ်လို့ဆိုလိုတယ်အနိကေတတာရိအာယုံ6ပါးကိုမလိုက်စားနဲ့အာယုံ6ပါးကိုတွေ့တဲ့ဟာကိုဖယ်ရှားပြပါလို့ဒီလိုပြောလိုတာတဲ့အရှင်ပြအဲ့တော့ဒီနှစ်ချက်ကပဲအဓိကရှင်းတာဖြစ်တယ်ပေါ့နော်ကျန်တာဒီလောက်ကြီးခဲမဟုတ်တော့ဒီနှစ်ခုကအဓိကထားပြီးတော့ရှင်းတာအဲ့တော့နောက်ဆက်ရှင်းတာပါတော့ဆိုကာမေတန္တဝသတ္တနဲ့ကာမေနတန္တဝသတ္တရွာထဲမှာတန်ရောစဉ်ဖြစ်တာရွာထဲကလူတွေနဲ့ပေါင်းသစ်ဆက်ဆံရေးမှာတန်ရောစဉ်ဘယ်လိုဟာတုံးလို့ဆိုရင်သဟနန္ဒီသူသဘောကြရင်ကိုယ်လည်းသဘောကြတယ်သဟသောကိသူစိတ်မချမ်းသာရင်ကိုယ်လည်းစိတ်မချမ်းသာဖြစ်တယ်ဒုက္ခိတေသူဒုက္ခိတာသူတို့ကချမ်းသာရင်ကိုယ်လည်းပျော်တယ်ဒုက္ခိတေသူဒုက္ခိတာသူတို့ညှိုးမိရင်ကိုယ်လည်းညှိုးမိနေစားအဲ့တော့မိတ်ဆွေအပေါင်းအသင်းတွေပေါ်မှာတန်ရုံးစင်ထားတာဥပ္ပနေတုကိစ္စကရဏီယေတုအတ္တနာတေတုယောခံအပိစတိဖြစ်ပေါ်လာတဲ့ကိစ္စတွေမှာကြောင်းကြဆိုင်ပြီးတော့ဝိုင်းခုလှုပ်တာအဲ့တော့ယဟန်တော်တစ်ပါးအနေနဲ့ဒါတွေမလုပ်ရဘူးလို့ဆိုလို့ကင်းကင်းရှင်းရှင်းနေရမယ်ဒါလူတွေကလှုပ်လို့ရှိတာပေါ့လူတွေတော့ကိုမိတ်ဆွေရှိရအောင်နော်တန်ရောစင်နဲ့ဝိုင်းဝန်းခုညီတာဒါလူအတွက်ကိုပြောတာမဟုတ်ဘူးယဟန်တွေအတွက်ကိုပြောရွာထဲမှာရွာထဲကလူတွေနဲ့အဲ့လိုတန်ရောစင်မထားရဘူးအဲ့လိုမထားမှမထားတဲ့ပုဂ္ဂိုလ်ယဟန္တာပုဂ္ဂိုလ်ဟာအဲ့လိုမထားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ကာမေဟိအရိတ္တောဆိုကာမဂုဏ်နေနဲ့ပတ်သက်ပြီးပြောစရာအာယုန်နေနဲ့ပတ်သက်ပြီးတော့တဏှာရာဂမကဲမှုဆန္ဒရှိတယ်ချစ်မြတ်နိုးမှုတွေရှိတယ်ငတ်မွတ်မှုတွေရှိတယ်ပူလောင်မှုတွေရှိတယ်တွေ့တာမှုတွေမကဲမှုအဲ့လိုနေလို့ရှိရင်ကာမေဟိရိတ္တောအရိတ္တောလို့ခေါ်တယ်ကာမဂုဏ်တွေကနေမကင်းစိတ်ဘူးကာမဂုဏ်တွေကလွတ်အောင်မနေဘူးတွေ့တာမှုတွေရှိနေတယ်အဲ့တော့ယဟန္တာပုဂ္ဂိုလ်တွေကျတော့ကာမေဟိရိတ္တောကာမဂုဏ်တွေကိုစွန့်လွတ်ပြီးတော့တွေ့တာမှုတွေမရှိစေရဘူးလို့သူတို့ဆိုလိုတယ်နော်နောက်ပုရခရနောနဲ့အပုရခရနောပုရခရနောဆိုတာစဉ်းစားတယ်နောက်ဘဝအတွက်စဉ်းစားတယ်လူတွေဟာမျှော်မှန်းချက်ကရှိတယ်လေနောက်ဘဝကျရင်ဒီလိုရုပ်မျိုးလေးဒီလိုစိတ်ခံစားချက်ကလေးဒီလိုမှတ်တင်ညာလေးနော်ခန္ဓာငါးပါးနဲ့ပတ်သက်ပြီးဒီလိုပုံစံလေးဆိုတာဒီခုတည်းစိတ်ကူးရင်ပြီးတော့ဒါမျိုးလေးဖြစ်ချင်တယ်ဆိုတာလူတွေမှာရှိနေတတ်တယ်ပေါ့တော့အဲ့ဒါလို့အနာဂတ်မျှော်မှန်းချက်တွေကိုရှေ့တန်းတင်ပြီးတော့မနေရဘူးလို့ပြောတာနောက်ဘဝအတွက်နတ်ဘဝရောက်ချင်တယ်ဘယ်ဘဝရောက်ချင်တယ်နောက်ဘဝမှာချမ်းသာချင်တယ်ဆိုတဲ့ဟာဒီဒါတွေကိုရှေ့တန်းမှမတင်ရဘူးလို့ပြောတယ်အဲ့ဒါကိုအပုရခရနောနောက်ကထံဝိကရှသနေနကတ္တနဲ့နကထံဝိကရှသနေနကတ္တဆိုဒီစကားပြောတဲ့ပုဂ္ဂိုလ်နဲ့ဆန့်ကျင်မဲ့ဆွဲကင်ပြီးတော့ကထံဝိကရှဆိုဆန့်ကျင်မဲ့စကားမျိုးမပြောရဘူးလို့ပြောတယ်နော်အဲ့တော့ဆန့်ကျင်မဲ့စကားပြောတာဘယ်လိုပြောတာတော့ဆိုပြောဖို့ပြောနည်းလေးကိုဒီမှာထုတ်ပြထားတာနတွန်ဣမံဓမ္မဝိနည်းအာဇာနာတိမင်းဓမ္မဝိနည်းဆိုတဲ့ဒီပါဒတရားအကြောင်းမင်းမသိပါဘူးဆန့်ကျင်မဲ့ပြောတဲ့စာ
နှစ်ယောက်တွေ့တဲ့အခါမှာမင်းဒီတရားမင်းမသိပါဘူးဓမ္မဝိနည်းကိုမင်းမသိပါဘူးအာဣမံဓမ္မဝိနည်းအာဇာနာမိဒါတွေငါတို့ကနောကျေနာငါသိတယ်မင်းကမသိဘူးကိန်းတော်ဣမံဓမ္မဝိဇ္ဇာအာဇာနေတတိမင်းဘယ်လိုလုပ်သိမှာလဲမိစ္ဆာပฏิပန္နောတောသမီးမင်းကမိစ္ဆာကောင်းပဲမာရင်းနဲ့အကျင့်နေကျင့်နေတာမင်းလမ်းမှားလိုက်နေသူပဲနော်အဟမတမိတမ္မာပฏิပန္နောငါတို့ကလမ်းကြောင်းမှန်တိုင်းသွားတာအဲ့လိုပြောတဲ့စကားတွေပေါ့ဆန့်ကျင်ဘက်ကိုထွက်သားကိုနှိမ်ပြီးပြောတာပုရိဝစနိယပစ္ဆာဝါစာမင်းဆိုတဲ့ကောင်ကအရင်ပြောရမယ့်ဟာကိုနောက်မှပြောတယ်ပစ္ဆာဝစနိယပုရိဝါစာနောက်မှပြောရမယ့်စကားကိုအရင်ပြောပြန်တယ်တဟိတံမိမင်းပြောငါပြောတဲ့စကားအကျိုးကြောင့်စီလျော်တယ်အတဟိတံတေမင်းစကားအကျိုးကြောင့်စီလျော်ဘူးအဓိစိဏံတေဝိပရဝတ္တမင်းသင်ထားတဲ့ပညာတွေဟာအခုချိန်မှာခြားခြားရမ်းသွားပြီမဟုတ်လားဘာမှအသုံးဝင်တော့ဘူးအာရောပိတောတေဝါတော့မင်းကိုငါအပြစ်တင်လိုက်မယ်နော်စရဝါရပမောက္ခယဒီပြစ်တင်ချက်တွေကိုမင်းဖြည့်ရင်ဖြည့်လွတ်အောင်ကြိုးစားဒိဋ္ဌိတော့မသိမင်းကိုငါနှိပ်ကွက်မယ်မင်းကိုငါနှိပ်ကွက်တယ်နိဗ္ဗေထေဟိဝသစေဘောတိမင်းဟာအသုံးမကျတဲ့ကောင်ဖြစ်မင်းကိုနှိပ်ကွက်မယ်အကယ်၍မင်းတတ်နိုင်တဲ့ဆိုရင်လည်းဖြည့်လေဟောဒါစัจ jave စကားပြောပုံတွေကိုဒီထဲမှာဖော်ပြထားတာနော်အဲ့ဒီလိုအပြောမျိုးတွေတဲ့ဒါခုခေတ်ဆိုဒီတွေလည်းပို့အောင်ပို့မှာပေါ့နော်အဲ့ဒီလိုပြောတာကိုစัจ jave စကားပြောတာမျိုးယဟနာပုဂ္ဂိုလ်မျိုးကအဲ့ဒီလိုစัจ jave စကားပြောတာမျိုးမလုပ်ဘူးလို့ဒီအဓိပ္ပာယ်ကိုဆိုလိုပါတယ်လို့ရှင်မကိစ္ဆနာကဟာလေတိကာနိဆိုတဲ့ဥပဒကကိုရှင်းပြလိုက်တာဒါရှင်မကိစ္ဆနာရှင်းပြတဲ့အဓိပ္ပာယ်ပဲ73ခုခေါင်းစည်း73ခုပေးပြီးတော့တစ်ခုစီရှင်းပြလိုက်တာအမှန်တမ်းရှင်းလင်းတဲ့ပုံသူရှင်းတာနော်အမှန်တမ်းရှင်းလင်းပြသပြီးတော့သွားအဲ့တော့ဒီကာထာလေးတစ်ပုဒ်ရဲ့အဓိပ္ပာယ်ကိုရှင်းလင်းပြသလို့ဟာလေတိကာနိတုတ်မှာခန္ဓာဝက်ကတန်ရုပ်ပါဠိတော်မှာဒီတုတ်တန်ပါရှိတယ်ပေါ့ဒါကြောင့်မို့ဒီအထက်ကဝက်မှာလာတဲ့တုတ်တန်တွေဟာလေးနဲ့တုတ်တန်ဖြစ်သည့်အတွက်ကြောင့်အဝန်ဒီတိုင်းကလူတွေကဒီတုတ်တန်ကိုနှုတ်တဲ့ရကျင့်ပြီးတော့လေးလာကြတဲ့တုတ်တန်တွေဖြစ်တယ်ဒါကြောင့်မို့ဒီတုတ်တန်တွေဟာလေးလာမှတ်သားတဲ့နဲ့မြတ်စွာဘုရားရှေ့ပိုင်းမှာဟောထားတဲ့ဒီတရားဓမ္မတွေဖြစ်လို့ထို့တွေလည်းဒီအခွင့်သာတဲ့အခါဒီတရားတွေကိုလေးလာသင်ယူကြမယ်လို့ကိုယ်စီနှလုံးသားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း